င်္ဂလာပါကျွန်တော်အောင်တင်းဖြစ်ပါတယ်ကျွန်တော်အခုရောက်နေတဲ့နေရာကဘုံမြို့ပြည်အရှိပိုင်းမြို့နယ်ရဲ့မင်းရဲကျော်စွာလမ်းမကြီးပေါ်ကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်အခုသွားမယ့်နေရာကတော့မင်းရဲကျော်စွာလမ်းမကြီးကနေနေစီဖြစ်တဲ့အမှတ်120ရပ်ကွက်ရဲ့စင်တောင်းလမ်းကိုကျွန်တော်သွားမှာဖြစ်ပါတယ်ကျွန်တော်လည်းအဲ့ပါအားလုံးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ဒါကတော့အမှတ်120ရပ်ကွက်ရဲ့မင်းရဲကျော်စွာတက်စီဖြစ်တဲ့စင်တောင်းလမ်းဖြစ်ပါတယ်ဒီလမ်းကနေပြီးတော့ကျွန်တော်ပကံလမ်းပြည်တော်စုလမ်းမတွေပေါ်ကိုကျွန်တော်သွားမှာဖြစ်ပါတယ်ရုပ်တည်ရှိပန်းမြို့နယ်120ရပ်ကွက်ရဲ့ဆယ်မြောင်းလမ်းမပေါ်မှာကျွန်တော်စတင်ရောက်ရှိနေပြီဖြစ်ပါတယ်ကျွန်တော်ဆယ်မြောင်းလမ်းရဲ့အထဲပိုင်းကိုကျွန်တော်ဆက်သွားမယ်ဆိုလို့ရှိရင်ရာသာတွေ့လမ်းမကြီးဖြစ်ပါတယ်ရာသာတွေ့လမ်းမကြီးကတော့မင်းရဲကျော်စွာလမ်းမကြီးနဲ့အတိုင်းရှိနေတာဖြစ်ပါတယ်ဒီမှာရာသာတွေ့လမ်းမကြီးကိုကြော်တာနဲ့ဆယ်မြောင်းလမ်းနဲ့ကျွန်တော်ဆက်သွားရဲဆိုတော့ねပကံလမ်းမကြီးကိုစတင်ရောက်ရှိသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူပကံလမ်းမကြီးထိလိုက်ပါကြည့်ရှုဖို့ကျွန်တော်အားလုံးကိုဖိတ်ခေါ်ပါတယ်အခုကျွန်တော်ကဆယ်မြောင်းလမ်းတိုင်းရှောက်လာတဲ့အခါမှာရာသာတွေ့လမ်းမကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်နေရဲကျော်သွားလမ်းမနဲ့အပြိုင်ရာသာတွေ့လမ်းမပေါ်ကိုကျွန်တော်စတင်ရောက်ရှိနေပြီဖြစ်ပါတယ်ကျွန်တော်ဆယ်မြောင်းလိုင်းအတိုင်းဆက်ဝင်ပြီးတော့မှပကံလမ်းမပေါ်ကိုကျွန်တော်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်လည်းဒီလိုက်ပါကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်အခုဆယ်မြောင်းလမ်းတိုင်းလျှောက်လာတဲ့အခါမှာ120ရပ်ကွက်ရဲ့ပကံလမ်းနဲ့ဆယ်မြောင်းလမ်းစုံတဲ့နေရာကိုအခုရောက်ရှိနေတာဖြစ်ပါတယ်တကယ်ပဲပါရတယ်ပတ်ဝန်းကျင်တော်တော်လေးအဆင်ပြေပြီးတော့မှအခုချိန်မှာနေမယ်ဆိုရင်တော့အဆင်ပြေတယ်လက်စစ်မီးတွေဆယ်မြောင်းလမ်းမပေါ်ကိုရောက်ရှိနေတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်ရှေ့ဆက်သွားမယ်ဆိုရင်ဆယ်မြောင်းလမ်းဒီမင်းရဲကျော်တာဒဲစင်းကနေညာဝက်ပြီးပြည်အောင်စုလမ်းကိုဆက်ဆင်းသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်